မင်္ဂလာပါရှမ်ပူဘာလုံနီးလေးကိုအကြမ်းမြင်ပြောကြမယ်နော်အရင်ဆုံး CABB ရဲ့ဆိုဒီယမ်လက်တက်ရဲ့ဟိုက်ဒရိုဇောရဲ့ကိုအပူပေးထားပါမယ်နောက်တစ်ခါကိုကဘတ်တာရဲ့ SCI ရဲ့ဗီတာမင် B5 ရဲ့ BDMS50 PQ7 နဲ့ ZPT တို့ကိုနောက်ထပ်အခွက်တစ်ခုထဲမှာထည့်ပါမယ်ဒီ ingredient တွေကစပင်ကိုအကျိုးပြုစေတာရဲ့ဥယျာဉ်ပြားတွေကိုအကျိုးပြုစေတာရဲ့စပင်ပျော့ပြောင်းစေတာရဲ့ဘောက်မဖြစ်စေတဲ့ဆေးတွေပါဝင်ပါတယ်အရေး ingredient တွေပူလာပြီဆိုလို့ရှိရင်တော့ပေါင်ဒါနဲ့ wine တွေကိုအပူပေးပါမယ်ဝိုင်းတွေပြောလာပြီဆိုလို့ရှိရင်တော့ခုနက liquid ingredient တွေကိုရောထည့်ပြီးတော့ထပ်ပြီးတော့မှွေပါမယ်ပြီးတဲ့အခါ coffee powder လေးတစ်စွန်းထပ်ထည့်မယ်နော်နောက်ဆုံးမှာတော့ကြာရှည်ခံဆေးရဲ့မိမိနှစ်သက်တဲ့အနံ့တစ်မျိုးမျိုးကိုထည့်လိုက်ပါမယ်ပါဝင်တဲ့ ingredient တွေအားလုံးပျော်ဝင်သွားပြီဆိုလို့ရှိရင်ရပါပြီနော်ပြီးတဲ့အခါစက်ပြာတွေကိုကိုလိုချင်တဲ့မိုတဲကိုထည့်ပြီးတော့တေချာပေါ်ကနေဖိပေးပါမယ်နောက်တစ်ရက်လောက်ဆိုလို့ရှိရင်တော့မိုတဲကထုတ်ပြီးတော့ကိုလိုချင်တဲ့ပုံစံမျိုးဓာတ်နဲ့ဖြတ်ပြီးအသုံးပြုလို့ရပါပြီမင်းကတော့နောက်ထပ်2ရက်လောက်နေပြီးတော့မှသုံးပါတယ်ဒီရှမ်ပူဘာလေးကစက်ပြအရည်တွေထက်ဆိုင်ပို့ပြီးတော့အသုံးပြုလို့ကောင်းပြီးတော့အမြုပ်ထွက်အားလည်းကောင်းပါတယ်မင်းကြိုက်တဲ့ရှမ်ပူဘာလေးပဲဖြစ်ပါတယ်